အားလုံးပဲမင်္ဂလာပါရှင် Slide Furniture ကပြန်လည်ကြိုဆိုလိုက်ပါရရှင်အခုရောက်ရှိနေတဲ့နေရာကတော့ရွှေပြည်သာမြို့ပတ်လမ်းမှာရှိရဲ့အမရာဘေးကိုပဲရောက်ရှိနေဖြစ်ပါရရှင်ဒီအမရာဘေးမှာဆိုရင်တော့ကိုလိုအယောင်ပြပွဲရင်းနဲ့အတူညီမတို့ Slide Furniture က Furniture တွေကိုခင်းကျင်းပြသတော့မှာဖြစ်ပါရရှင်ဒါကြောင့်မလို့ကိုလိုအယောင်ပြခန်းတွေအကြည့်ရင်းနဲ့အတူညီမတို့ Slide Furniture က Furniture တွေကိုကြည့်ရှုပြီးတော့လည်းတခါတည်းဝယ်ယူသွားနိုင်ပါတယ်ရှင်ဒီကိုလိုအယောင်ပြပွဲရဆိုရင်တော့15ရက်နဲ့16ရက်2ရက်တန်နဲ့ကျင်းပသွားမှာမို့လို့ live ကြည့်ရှုဖို့တော့ဖိတ်ခေါ်ချင်ပါ